မင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ပေါ့နော်ကျွန်တော်တို့1856ခုနှစ်ဟိန္ဒူမုတ်ဆိုးမများပြန်လည်လက်ထက်ထိမ်းမြရေးအဥပဒေဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့1856ခုနှစ်ပေါ့နော်ဟိန္ဒူမုတ်ဆိုးမများပြန်လည်လက်ထက်ထိမ်းမြရေးအဥပဒေပုံမှန်1မှာနော်ဗာပြဋ္ဌာန်းတာလဲဆိုတော့ကျွန်တော်တို့ဒီတည်ဆုံးသွားတဲ့လင်ယောက်ျားရဲ့ပေါ့နော်မိဘဘိုးဘွားတွေနော်ဆွေမျိုးသားချင်းတွေသူတို့တွေကနေပြီးတော့မှာပေါ့နော်နောက်အိမ်တော်ပြူတာဟာနော်ကျွန်တော်ဒီဘာသာရေးအတားမြစ်ချက်ရှိတယ်အားတို့သဘောမတူဘူးဒါမှမဟုတ်လို့ရှိရင်ဒလိထုံးတဲ့အရာဥပဒေအရာအတားမြစ်ချက်ရှိတယ်စသဖြင့်ပေါ့နော်အကြောင်းအရာမျိုးမျိုးနဲ့ပြောလာပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောလာခဲ့လို့ရှိရင်ကျွန်တော်ကဒီဥပဒေအရာတရားဝင်နောက်အိမ်တော်ပြလို့ရတယ်ဆိုတဲ့အကြောင်းကိုပြဋ္ဌာန်းတာဖြစ်ပါတယ်โอเคဒီဥပဒေအရာပဲနောက်အိမ်တော်ပြလို့ပေါ့နော်နောက်အိမ်တော်နဲ့ရလာတဲ့သာသမီတွေကလည်းပဲတရားဝင်သာသမီပဲဖြစ်စေရမယ်ဆိုပြီးတော့မှဒီပုံမှန်1မှာပြဋ္ဌာန်းတာဖြစ်ပါတယ်အဲ့လိုပဲပုံမှန်1မှာပြဋ္ဌာန်းထားလဲဆိုဒီတေဆုံးသွားတဲ့လင်ယောက်ျားရဲ့ပေါ့နော်အမွေနဲ့ပတ်သက်ပြီးတော့မှဒီမုတ်ဆိုးမအနေနဲ့နောက်ရင်တော့ပြုတဲ့အချိန်မှာသူမှအကျိုးခံစားဝင်မရှိတော့ပါဘူးเนาะပြောချင်တာဒီတေဆုံးသွားတဲ့လင်ယောက်ျားမတေဆုံးခင်မှာပေါ့နော်သူတေတန်းစာရေးခဲ့တယ်ဒီမြေခွဲနဲ့ပတ်သက်ပြီးပေါ့နော်မင်းယူလိုက်နော်ငါရဲ့တသမီးမင်းဆောင်6ပါစသဖြင့်เนาะအဲ့လိုမျိုးတေတန်းစာမှာရေးခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီတေဆုံးသွားတဲ့လင်ယောက်ျားပေါ့နော်သူရဲ့ဘိုးဘွားမိဘတွေဆရာနေမွေရခဲ့တဲ့ဒီအိမ်တွေမြေတွေကားတွေစသဖြင့်ပေါ့နော်ဒီတေတန်းစာမှာကိုအထည့်ရေးခဲ့တယ်ဒီဟာတွေနဲ့ပတ်သက်ပြီးမင်းယူလိုက်မင်းရပိုင်ဝင်ရှိတယ်မင်းငါရဲ့ဇနီးဖြစ်တယ်စသဖြင့်ဘလို့ပဲရေးခဲ့ပေါ့နော်နောက်အိမ်တော်ပြုပြီးဆိုတာနဲ့ကျွန်တော်ကဒီဥပဒေအရတရားဝင်အကျိုးခံစားဝင်ပြည့်စဲတော့မှာဖြစ်ပါတယ်โอเคနုတလေးဒီ1856ခုနှစ်ပေါ့နော်မုတ်ဆိုးမများပြန်လည်လက်ထက်ထိမ်းမြရေးအဥပဒေပုံမှာ3မှာဗာပြဋ္ဌာန်းထားလဲဆိုကျွန်တော်ဒီကလေးအုပ်တင်ခွင့်နဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတာဖြစ်ပါတယ်ကျွန်တော်ဒီသေဆုံးသွားတဲ့လင်ယောက်ျားနဲ့ရထားတဲ့သားသမီးတွေပေါ့နော်အဲ့ဒီသားသမီးတွေကိုလည်းပဲဒီလင်ယောက်ျားမသေဆုံးခင်မှာသူကသေတန်းစာနဲ့ရေးခဲ့တယ်ပေါ့နော်ငါရဲ့ကလေးတွေကိုငါရဲ့မိဘတွေလက်ထက်မှာအပ်ထားခဲ့ပါစသဖြင့်နော်ဒါမှမဟုတ်လို့ရှိရင်လည်းမင်းပဲဆောင်းချောပါဒါမှမဟုတ်လို့ရှိရင်ငါရဲ့အကိုဒါမှမဟုတ်ငါရဲ့ဦးလေးစသဖြင့်အဲ့လိုမျိုးတရားဝင်ပေါ့နော်ဒီသေတန်းစာနဲ့ရေးသားခဲ့တယ်ဆိုရင်နော်အဲ့လိုမျိုးရေးသားခဲ့တာမျိုးမရှိဘူးဆိုရင်ပေါ့နော်ရေးသားခဲ့တာမျိုးမရှိဘူးဆိုရင်ဒီမုတ်ဆိုးမအနေနဲ့လည်းသာသမီအုတ်တင်ခွင့်လျှောက်ထားလို့ရမယ်တကယ်လို့မုတ်ဆိုးမမလျှောက်ဘူးဆိုရင်ပေါ့နော်ဒီတေဆုံးသွားတဲ့လင်ယောက်ျားရဲ့နော်အဖေဖြစ်တဲ့သူဘိုးဖြစ်တဲ့သူအမေဖြစ်တဲ့သူအမေဘက်ကအမေပေါ့နော်အဖဖြစ်တဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းသူရဲ့ဒီဆွေမျိုးသားချင်းနေပြီးတော့နော်ဆွေမျိုးသားချင်းနေကနေပြီးတော့မှတရားယောဂကနေလျှောက်ထားလို့ရမှာဖြစ်ပါတယ်โอเคပုံမှန်9မှာဗာပြဋ္ဌာန်းလာလဲဆိုတော့ဒီဟိန္ဒူမုတ်ဆိုးမကနေပြီးတော့မှပေါ့နော်နောက်အိမ်တော်ပြုတဲ့အချိန်မှာပထမအိမ်တော်မှာပေါ့နော်ပထမအိမ်တော်အသက်ရှင်စဉ်ကာလတုန်းကအမွေရခဲ့သလိုပဲနောက်အိမ်တော်မှာလည်းသူ့မှာအမွေရပိုင်ဝင်ရှိတယ်ဆိုပြီးတော့မှပြဋ္ဌာန်းတာဖြစ်ပါတယ်ပြောချင်တာကမင်းမုတ်ဆိုးမဖြစ်နေလို့ပေါ့နော်မင်းငါးစီကနေအမွေရပိုင်ဝင်မရှိဘူးစသဖြင့်ဒါမှမဟုတ်လို့ရှိရင်နောက်အိမ်တော်ပြုတဲ့အချိန်မှာအိမ်နောက်အိမ်တော်ရဲ့နော်ဒီမိဘဘိုးဘွားတွေနော်သူရဲ့ဆွေမျိုးသားချင်းတွေစသဖြင့်ပေါ့နေရာမုတ်ဆိုးမဖြစ်နေလို့ငါတို့နဲ့မတန်ဘူးပေါ့နော်ငါတို့စီကမွေရပိုင်ဝင်လည်းမရှိဘူးစသဖြင့်အဲ့လိုမျိုးစကားတွေကြားလာနေတယ်ပေါ့နော်အဲ့လိုမျိုးပြောလာကြလို့ရှိရင်ကျွန်တော်ဒီပုံမှန်900ပေါ့နော်တရားဝင်ရပိုင်ဝင်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်โอเคပုံမှန်6မှာဗာပြဋ္ဌာန်းထားလဲဆိုတော့ကျွန်တော်ဒီထားပါတော့နော်နောက်ဒီမုတ်ဆိုးမအနေနဲ့ပေါ့နော်နောက်အိမ်တော်ပြုတဲ့အချိန်မှာသူပထမတုန်းကအိမ်တော်ပြုခဲ့တယ်လို့ပဲတရားဝင်လက်ထက်ထိမ်းများမင်္ဂလာပွဲတွေပြုလုပ်ပြီးတော့မှာပေါ့နော်ထိမ်းများနိုင်တယ်ဆိုပြီးတော့မှဥပဒေပုံမှာ6မှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်ပြောချင်တာကပေါ့နော်မုတ်ဆိုးမဖြစ်နေလို့တစ်ဖက်နောက်အိမ်တော်ပြုတဲ့အချိန်မှာဒီနောက်အိမ်တော်ဘက်ကဆွေမျိုးသားချင်းတွေမိဘတွေညီကောင်မောင်နှမတွေအားနေပြီးတော့ပေါ့နော်နောက်နေရာမုတ်ဆိုးမဖြစ်နေလို့ဒီလိုမျိုးပထမတုန်းကအိမ်တော်ပြုခဲ့တယ်လို့ပေါ့နော်ပွဲကြီးလုပ်ပြီးမင်္ဂလာဆောင်လို့မရဘူးเนาะစသဖြင့်အဲ့လိုမျိုးပြောကြခဲ့လို့ရှိရင်ဒီဥပဒေရပေါ့နော်ပထမအပြိုတုန်းကပေါ့နော်အိမ်တော်ပြုခဲ့တယ်လို့ပဲเนาะမင်္ဂလာပွဲကြီးပြုလုပ်ပြီးတော့မှเนาะလက်ထက်ထိမ်းမြလို့ရတယ်ဆိုတဲ့အကြောင်းကိုရှင်းပြတာဖြစ်ပါတယ်โอเคပုံမှန်ခုနှစ်မှာဗာပြဋ္ဌာန်းထားလဲဆိုတော့ကျွန်တော်တို့ဒီမုတ်ဆိုးမဖြစ်သွားတဲ့เนาะမုတ်ဆိုးမအနေနဲ့ပေါ့သူကကာမဆဲရနိုင်ခြင်းမရှိသေးတဲ့အပြင်ပြောချင်တာကျွန်တော်ပုံသားတွေဆိုရင်ငငယ်ရွယ်နေပေါ့နော်အိမ်တော်ကြတာတွေရှိတယ်ကျွန်တော်တို့ရဲ့အဖို့ဖတ်လက်ထက်တုန်းကပေါ့နော်အခုတော့တော်တော်လေးရှားတော့ပါပြီအဲ့တော့ပြောချင်တာအသက်10နှစ်17နှစ်12နှစ်เนาะကျွန်တော်ဒီအရွယ်မရောက်သေးတဲ့အရွယ်မှာကလေးရပေါ့နော်ဒါဘသူရဲ့သားနဲ့စီစစ်ထားတယ်ဘသူရဲ့သားနဲ့လက်ထပ်ပေးလိုက်တယ်စသဖြင့်အဲ့လိုမျိုးတွေရှိတယ်ပေါ့ဗျအဲ့တော့အဲ့ငငယ်ရွယ်နဲ့ဒီတူသားအသေးဆုံးသွားတယ်ဆိုရင်ဒီအမျိုးသမီးရဲ့အနေနဲ့နောက်ရင်တော့ပြုလို့ရတယ်ပေါ့နော်အဲ့လိုပြုတဲ့နေရာမှာသူကဗာပြဋ္ဌာန်းထားလဲဆိုတော့ဒီတေဆုံး
ဒီနောက်ရင်တော့ပြုမယ်ပေါ့နော်မုတ်ဆိုးမရဲ့အဖေဖြစ်တဲ့သူနော်ဒါမို့လို့ရှိရင်အမေဒါမို့လို့ရှိရင်အဖိုးဒါမို့လို့ရှိရင်သူရဲ့အကိုအကြီးဆုံးရဲ့သဘောတူညီချက်ယူရမယ်ဆိုပြီးတော့မှဥပဒေပုံမှန်9မှာပြဋ္ဌာန်းထားပါတယ်ဒီကလိုအဲ့သဘောတူညီချက်ကိုနားမထောင်ပဲနဲ့ပေါ့နော်ဒီမုတ်ဆိုးမဖြစ်သွားတဲ့ကလေးမအနေနဲ့ပေါ့နော်သူကြိုက်တဲ့ကောင်လေးနဲ့နောက်ထပ်တစ်ယောက်နဲ့ခိုးပြေးတယ်လက်ထပ်လိုက်တယ်ဆိုရင်ကျွန်တော်ဥပဒေအရထောင်နဲ့တစ်နှစ်ကြာခင်ရမယ်ငွေတန်းကြာခင်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတန်းနေရလုံးကြာခင်နိုင်တယ်ဆိုပြီးတော့မှဥပဒေအရပြဋ္ဌာန်းတာဖြစ်ပါတယ်โอเคဒီနေရာမှာအဲ့နောက်ရင်တော့ပြုတယ်ဆိုတဲ့နေရာမှာနော်အသေးအရွယ်ပေါ့နော်16နှစ်ပြည့်ပြီးတဲ့အမျိုးသမီးပေါ့နော်သူရဲ့ကိုယ်ပိုင်စဉ်းစားဉာဏ်စွမ်းနဲ့နော်စုံမြတ်လိုင်းလို့ရတဲ့အရွယ်ရောက်သွားတယ်သူရဲ့သဘောတူညီချက်နဲ့ပြီးတဲ့အရွယ်ရောက်သွားတယ်ဆိုရင်နော်ကိုယ့်ရဲ့စောစောပြောခဲ့တဲ့ဒီမိဘဘိုးဘွားတွေအကိုတွေနော်အဖိုးတွေအဖွားတွေသူတို့ရဲ့ဆုံးဖြတ်ချက်မလိုဘဲနဲ့ပေါ့နော်ကိုယ်ဆုံးဖြတ်ချက်နဲ့တင်ထင်များလက်ထက်လို့ရတယ်ဆိုပြီးတော့မှဥပဒေပုံမှန်9မှာပဲပြဋ္ဌာန်းထားတာဖြစ်ပါတယ်โอเคအားလုံးပဲမရှင်းတဲ့အချက်လေးရှိလို့ရှိရင် comment မှာမှန်ခဲ့ပြီပါအားလုံးပဲနောက်ဗီဒီယိုကြရင်ဆက်လက်တွေ့ကြပါမယ်ဘိုင်ဘိုင်